သေကံလေးကြလာတဲ့အခါကျလို့ရှင်ဖြင့်ဝိညာဉ်မချုပ်တာဟာသွားရလန်ခီမသေးကြသေးလို့မှတ်လိုက်စမ်းပါမှန်ပါဗျာဘာကြောင့်ဝိညာဉ်မချုပ်ပါသွားရလန်ခီမသေးကြသေးလို့ဝိညာဉ်တော်နဲ့မချုပ်သူစိတ်ထဲမှာအဲ့တော့ကဲသေကြတော့မယ်ဆိုတော့လေဥက္ကမောင်ရေဥဝတို့နမိတ်ထင်လားမှန်ပါဗျာတခါလေတိတ္တဖြစ်မဲ့ပုဂ္ဂိုလ်ဖြင့်တောင်ကြီးတွေ6ကြီးတွေ6ကြားကြီးတွေဒါတွေမြင်လာတာမှန်ပါဘုမပြိတ္တဘုံကြီးမြင်နေပြီမှန်ပါဘယ်ကလူငွာဆောင်ကမမြင်ဘူးနော်မှန်ပါသွားမဲ့ပုဂ္ဂိုလ်ကသင်မဲ့ပုဂ္ဂိုလ်ကမြင်တာမှန်ပါအဲ့ဒီအချိန်မှာငရဲသွားမဲ့ပုဂ္ဂိုလ်ဖြစ်လာမနေ့ကပြောခဲ့တဲ့ငရဲမိတို့ငရဲအိုးကြီးတို့ဆူးနေတာတွေငရဲရင်းတွေကဟိုမှာသိုးဆွပြီးတဲ့ကာလတပ်ဖြတ်ခုတ်ဖြစ်နေတာတွေမြင်နေရမှန်ပါဟောငါဖြင့်အဲ့ဒီသွားတော့မှာပဲဆိုတာသိကြရောလူပြေသွားမဲ့ပုဂ္ဂိုလ်ဖြစ်လာအမိဝန်ကောင်းကိုမြင်နတ်ပြေသွားမဲ့ပုဂ္ဂိုလ်ပဲနတ်သမီးပိတ်မှမရေသာပဲနေမြင်သဘောကျအဲ့ဒါမမြင်ပဲနဲ့တော့ဖြင့်ဘယ်သူမှမသိဘူးမှန်ပါပါဒါမိမိပြုထားတဲ့ကံဤနမိတ်ပေါ်တာမှန်ပါဗျာမိမိပြုထားတဲ့ကံဤနမိတ်ပေါ်တာတဲ့ဒကာဓမ္မတွေလူတိုင်းတွေ့ကြုံရမယ်နော်မှန်ပါဗျာလူတိုင်းတွေ့ကြုံရမယ်အဲ့တော့ဒကာဓမ္မတို့ကိုပြုထားတဲ့သာခင်သမီးခင်ဆွေခင်မျိုးခင်အယောင်းနဲ့ဝဲနဲ့ဥပဒနာလို့မလို့အချိန်လေးကအလွယ်သုံးစားနဲ့ကုန်းခဲ့ပြီဆိုမှဖြင့်ဝေဒနာလည်းဖြတ်ခနဲ့ရောက်ပြီးကြလားဖြတ်ခနဲ့သေကံဤကဖြစ်လာတဲ့အချိန်ကြတော့စေသမားတွေဝါသမားတွေဆွေးနွေးကြတယ်ဝိုင်းနေညာတော့လေသူတို့လည်းမသိဘူးကိုယ်အပြင်မြင်နေတာတောင်ကြီးတွေ6ကြီးတွေငရဲမီတွေငရဲမီလျံတွေအဲ့ဒီအချိန်မှာဒီလူမှာတရားဓမ္မတို့သွားကြည့်မျက်နှာညှိုးနေတာမျက်နှာညှိုးနေတယ်ဥက္ကမဘာဖြစ်တတ်မျက်နှာညှိုးလို့ပါဗျာမျက်နှာသိညှိုးစကမေးတော့မရတော့ဘူးနော်မှန်ပါစကမေးတော့မရဘူးတရားဓမ္မတို့မျက်နှာတော့ညှိုးကြလို့ညှိုးတာမဟုတ်ဘူးသူများလည်းဆွေလည်းဆွေမျိုးပြောချိန်မရတော့သူသွားရမယ်လားသူသိနေတယ်ငါတော့အမှားကြီးမှားပြီဆိုပြီးညှိုးလိုက်တယ်မှန်ပါရိပ်မကြပါဘယ်နဲ့ကြောင့်ညှိုးပါလဲငါတော့အမှားပါညှိုးတာပါဗျာအနေဆိုးနေခဲ့တဲ့အခါဖြင့်ငါဖြင့်အသေးဆိုးနဲ့တည်ပြီးဒီကလာအရောက်ဆိုးတော့ကြုံရတော့မယ်ဆိုတာသူတယောက်တည်းသိမှန်ပါဗျာဓမ္မတို့ဘယ်လောက်ကြောက်เสียကောင်းဟုတ်ပါဘူးဒါလမ်းကွဲမရှာတဲ့ပုဂ္ဂိုလ်နော်မှန်ပါဗျာဒီလမ်းကွဲမရှာတဲ့ပုဂ္ဂိုလ်ပြောနေပါတယ်ဓမ္မတို့ဘုလိုဝိပဿနာလုပ်ထားတဲ့ပုဂ္ဂိုလ်များကြတော့ဘုန်းကြီးပြောပါမယ်အလွန်ကျေးဇူးများတဲ့အကြောင်းပြောပြပါမယ်ဒီမလုပ်တဲ့ပုဂ္ဂိုလ်တော့တခါမျက်နှာတွေကညှိုးလိုက်